ရှင်သာရိပုတ္တရာနမေတော်တို့ရဲ့ဓမ္မအမြင်များဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿများအနေနဲ့ဘုရားကိုကြည်ညိုမိကိုအားထားကြတဲ့ဘုရားသာဝကတွေအနေနဲ့ရှင်သာရိပုတ္တရာဆိုတာမသိတဲ့ပုဂ္ဂိုလ်မရှိပါဘူးမြတ်စွာဘုရားပြီးလို့ရှိရင်ပညာအရာမှာထူးချွန်တဲ့ဣတရေဘွယ်ထူးကိုရရှိသွားတဲ့သာသနာတော်မှာထိတ်တန်းကောင်းဆောင်ဖြစ်တဲ့အရှင်မြတ်ကြီးဖြစ်ပါတယ်ဓမ္မသေနာပတိတရားပဲအရာမှာဆိုလို့ရှိရင်ဗုဒ္ဓမြတ်စွာကဓမ္မရာဇာတရားမင်းရှင်သာရိပုတ္တရာမထေရမြတ်ကဓမ္မသေနာပတိတရားစစ်ဖို့ယုတ်ကြီးဆိုတဲ့ဓမ္မပဲဆိုင်ရာကိုလိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ရှင်သာရိပုတ္တရာဟာဗုဒ္ဓမြတ်စွာပြီးလို့ရှိရင်ဗုဒ္ဓမြတ်စွာရဲ့လက်ရဘက်ကထိုင်ပြီးဓမ္မရေးရာကိစ္စများကိုရှေ့တန်းကဆောင်ရွက်တော်မူခဲ့တဲ့မထေရမြတ်ကြီးဖြစ်ပါတယ်ဗုဒ္ဓရဲ့လက်ရဘက်ကထိတ်တန်းသာဝကအဂ္ဂသာဝကအမြတ်ဆုံးသာဝကဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ထိုမထေရမြတ်ကိုဓမ္မဂရိကအရာမှာဣတရေဘွယ်ထူးဖြင့်ချီးကျူးခြင်းခံရတဲ့ရှင်ပုံနာမထေရမြတ်ကတခုတည်းသောစကလုံးဖြင့်ထိုမထေရမြတ်ရဲ့ဂုဏ်ကိုထုတ်ဖော်ထားခဲ့တာဟာသတ္ထုကပ္ပဖရာလောက်နီးနီးပညာကြီးတဲ့ပုဂ္ဂိုလ်ကြီးလို့တတ္ထုကပ္ပဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဂုဏ်ကိုအမြင့်ဆုံးအဆင့်မှာထားပြီးတော့ချီးကျူးခဲ့ပါတယ်။ထိုရှင်သာရိပုတ္တရာမထေရမြတ်မှာညီတော်၃ပါးနဲ့နမတော်၃ပါးညီတော်၃ယောက်နမတော်၃ယောက်မိသားစုထဲမှာထွန်းကားပေါ်ပေါက်ခဲ့ပါတယ်ညီတော်၃ယောက်လုံးဟာလည်းပဲရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဓမ္မအမြင်ဓမ္မစွမ်းရည်များကိုအတူယူအားကျကသာသနာပေါင်းဝင်လာကြပါတယ်မိဘနှစ်ပါးကဗြဟ္မာကိုကိုးကွယ်တဲ့မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လင့်ကစားနောင်တော်အကြီးဆုံးဖြစ်တဲ့ဥပတိတ်သလူရဲ့ဘဝတုန်းကခေါ်ခဲ့တဲ့ဥပတိတ်သသာသနာပေါင်းဝင်လာတဲ့အခါကျတော့မေတော်ရဲ့နာမည်နဲ့တွဲဖက်ပြီးခေါ်တဲ့သာရိပုတ္တမေတော်သာရိဆိုတဲ့ပုံလေးမကြီးရဲ့သားတော်အကြီးဖြစ်သည့်အတွက်ကြောင့်သာရိပုတ္တလို့အများကသိနေကြတဲ့ညာအရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်မြတ်ကြီးမိမိယုံကြည်လက်စလေ့လာလက်စဖြစ်တဲ့သင်္ဆယပရပိုက်ကြီးရဲ့အယူဝါဒတွေစွန့်ပစ်ပြီးရှင်အတ္တစီမထေရမြတ်ရဲ့နှစ်ပါးသောဂါထာလေးပဒရှိတဲ့ဂါထာတွေကနှစ်ပဒလောက်ကြားနာလိုက်ရယုံနဲ့တရားသူတရားမြတ်ရပြီးတော့သောတပန်ဖြစ်သာသနာပေါင်းပြောင်းလဲပြီးတော့ဝင်ရောက်ခဲ့တယ်အဲ့ဒီဝင်ရောက်တဲ့အချိန်ကနေစပြီးနောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဓမ္မအမြင်ကိုအားကြကညီတော်တွေနှမတော်တွေဟာသာသနာပေါင်းမှာဝင်လာခဲ့ကြတယ်ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဒုတိယညီတော်ကသာသနာတော်မှာဥပသေနဝင်ကန္တပုဒ္ဒါလို့ထင်ရှားပါတယ်ခမည်းတော်ရဲ့နာမည်နဲ့သူ့ကိုဝင်ကန္တပုဒ္ဒလို့ခေါ်တယ်ရှင်သာရိပုတ္တရာရဲ့နာမည်ကဥပတိတ်သသူ့ရဲ့ဒုတိယညီတော်ရဲ့နာမည်ကဥပသေနဥပတိတ်သရှင်သာရိပုတ္တရာကိုအားကြပြီးတော့ဥပသေနလို့ခေါ်တဲ့ဒုတိယညီတော်ကြီးဟာသာသနာပေါင်းဝင်လာလို့ဥပသေနဝင်ကန္တပုဒ္ဒါဆိုတဲ့အမည်နာမဖြင့်သာသနာတော်မှာထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်သာသနာတော်မှာထင်ရှားတဲ့ဣတရေဘွယ်ရာထူးဖြင့်ချီးကျူးမြှောက်စားခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်အဲဒီဥပသေနနောက်တတိယညီတော်က
စုံဒလို့ခေါ်ပါတယ်စုံဒပြီးတဲ့အခါညီတော်အငယ်ဆုံးရေဝတဆိုတာလဲသာသနာပေါင်းဝင်လာလို့ခတိရဝဏိယရှားတော်ကြီးထဲမှာတရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်ပြီးခေါင်းပါတဲ့အကျင့်နဲ့အသက်မွေးလို့ခေါင်းပါတဲ့အကျင့်နဲ့အသက်မွေးသည့်အတွက်ကြောင့်ထိုမထေမြတ်ခတိရဝဏိယရှားတော်နေရှင်ယေဝရဆိုတဲ့နာမည်နဲ့ထင်ရှားကျော်ကြားခဲ့ပါတယ်အဲဒီလိုရှင်သာရိပုတ္တရာရဲ့ညီတော်၃ပါးဟာလည်းပဲသာသနာတော်မှာထင်ပေါ်ကျော်ကြားတဲ့ယဟန္တာအရှင်မြတ်တွေဖြစ်လာခဲ့ဒီလိုနောင်တော်ကြီးရှင်သာရိပုတ္တရာသာသနာပေါင်းဝင်ပြီးတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်တဲ့အခါကျတော့အိမ်တော်ရဲ့သားကျသွားပြီးဖြစ်တဲ့နှမတော်၃ယောက်ကစဉ်းစားကြတယ်တို့ရဲ့နောင်တော်ကြီးဝင်ရောက်သွားတဲ့ဝင်ရောက်ခိုလုံပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နေတဲ့အယူဝါဒသာသနာတော်ဟာအောက်တန်းကျတာတော့မဖြစ်နိုင်ဘူးအောက်တန်းကျတဲ့သာသနာမှန်ကန်မှုမရှိတဲ့လမ်းစဉ်ဆိုရင်တို့ရဲ့နောင်တော်ကြီးဟာအမတန်မှဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တော့မှန်ကန်မှုမရှိတဲ့သာသနာမျိုးမှာဝင်ရောက်ပြီးတော့ယဟန်ပြုမှာမဟုတ်ဘူးအဉာဏ်စားသာသနာမဟုတ်တော့ဘူးတို့ရဲ့နောင်တော်ကြီးအလေးနဲ့ထားပြီးတော့ဝင်ရောက်သွားတဲ့သာသနာဟာအမတန်အဆင့်တန်းမြင့်ပြီးတော့ထူးခြားလေးနဲ့ပြီးမှန်ကန်တဲ့သာသနာတော်ဖြစ်မှာပဲဆိုတဲ့အတွေးခေါ်နဲ့မိမိတို့ရဲ့အိမ်တော်လက်သားအိမ်ရှင်ယောက်ျားသားသမီးများကိုစွန့်ပြီးတော့ဘိက္ခုနီဘဝကိုကူးပြောင်းလာခဲ့ကြတာကနမတော်၃ယောက်အဲဒီနမတော်၃ယောက်ကအကြီးဆုံးကစာလာလို့ခေါ်ပါတယ်ဒုတိယကဥပစာလာတတိယကတိတုပစာလာလို့သာသနာတော်မှာစာလာဥပစာလာတိတုပစာလာလို့ဆိုတဲ့ရှင်သာရိပုတ္တရာမထေမြတ်ရဲ့နှမတော်ဘိက္ခုနီ၃ပါးတို့ရဲ့ဓမ္မအမြင်ကိုဘုန်းကြီးတို့ဒီကနေ့ဟောကြရအောင်နာကြရအောင်ဒီနှမတော်၃ပါးဟာဓမ္မအမြင်နဲ့ပတ်သက်ပြီးတော့ထူးခြားကြပါတယ်ထိုဘိက္ခုနီနှမတော်၃ဦးရဲ့နှမတော်၃ပါးရဲ့ဓမ္မအမြင်များကိုဘုန်းကြီးတို့ပိဋကစာပေမှာထေရီဂါထာလို့ခေါ်တဲ့ကျမ်းစာမှာလည်းမှတ်တမ်းတင်ထားတာရှိပါတယ်ထေရီဂါထာမှာစာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေဥပစာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေတိတုပစာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေအဲ့ဒီမထေမထေရီမ၃ဦးရွတ်ဆိုခဲ့တဲ့ဂါထာတွေကိုထေရီဂါထာမှာမှတ်တမ်းတင်ထားတယ်သို့တော့ဒီကနေ့ဘုန်းကြီးတို့တွေဟောဖို့နာဖို့ဓမ္မအမြင်ကထေရီဂါထာမှာမှတ်တမ်းတင်ထားတာမဟုတ်ဘဲနိကေ900တွင်သံယုတ္တနိကေမှာအပါဝင်ဖြစ်တဲ့ဘိက္ခုနီသံယုတ်ဆိုတာရှိပါတယ်ဘိက္ခုနီမတွေရဲ့ထူးခြားတဲ့ဓမ္မအမြင်တွေကိုသီးသန့်စီစဉ်ပြီးတော့အခန်းကန္တတရားအနေနဲ့မှတ်တမ်းတင်ထားတဲ့ကန္တလေးကဘိက္ခုနီသံယုတ်လို့ခေါ်ပါတယ်ဘုန်းကြီးတို့သာသနာ့နယ်ဝင်သီလရှင်ဆရာလေးတွေဆရာကြီးတွေအမတန်လေ့လာဖို့ကောင်းတဲ့ဘိက္ခုနီသံယုတ်ပေါ့အဲဒီဘိက္ခုနီသံယုတ်မှာအမျိုးသမီးလောကသာသနာတော်မှာထင်ရှားတဲ့ဘိက္ခုနီမတွေဓမ္မအမြင်ဟာအမတန်ထူးခြားခဲ့ပါတယ်ထူးခြားတဲ့ဓမ္မအမြင်တွေကိုဘိက္ခုနီသံယုတ်မှာမှတ်တမ်းတင်ထားအဲဒီမှတ်တမ်းတင်ထားတဲ့ဘိက္ခုနီသံယုတ်လာသုတ်တံ10မျိုးထဲမှာစာလာသုတ်ဥပစာလာသုတ်တိတုပစာလာသုတ်လို့သုတ်တံ3ခုခွဲခြားလျက်မှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီသုတ်တံတွေအားလုံးဟာဆက်ဆက်မှုကတော့တစ်ခုတည်းပဲဖြစ်တယ်ဘုန်းကြီးတို့စာလာဥပစာလာတိတုပစာလာဆိုတဲ့ရှင်သာရိပုတ္တရာရဲ့နှမတော်3ဦးဟာအိမ်ဆွန့်ရာဆွန့်မိမိတို့ရဲ့တ
သားသမီးများကိုစွန့်ပြီးတော့ကရဝါသလူပေါင်းကခွာရှောင်လို့သာသနာပေါင်းဝင်ပြီးဘိက္ခုနီဘဝရောက်လာတဲ့အခါမှာရှင်တော်ဘုရားဟောကြားတော်မူအပ်တဲ့တရားကိုအားထုတ်ရင်အဆင့်အမြင့်ဆုံးဖြစ်တဲ့အရတ္တမေရတ္တဖို့ရောက်ပြီးတော့ယဟန္တာအရှင်မတွေဖြစ်သွားကြပါတယ်။အဲဒီလိုယဟန္တာအရှင်မတွေဖြစ်သွားတဲ့အခါမှာသူတို့တွေဟာအလုံးသိကြတဲ့အတိုင်းမကရတိုင်းရာဇချိုနယ်ကနာလကရွာသူရွာသားတွေဖြစ်တယ်။သို့တော်လည်းပဲဒီဘိက္ခုနီမတွေဒီသုတ်တံဖြစ်ပေါ်လာတဲ့နေရာဒေသကတော့မကရတိုင်းမှာမဟုတ်ပါဘူး။ကောသလတိုင်းသာဝတိမြို့အနီးမှာရှိတဲ့ဇေဒဝန်ကျောင်းကြီးဆိုတာအဲ့ဒီဇေဒဝန်ကျောင်းကြီးနဲ့ဆက်ဆက်လျက်အမတန်ကြီးမားကျယ်ပြန့်တဲ့တောကြီးတစ်ခုရှိပါတယ်။အဲ့ဒီတောအုပ်ကြီးကိုအန္တဝနသူခန္တောလို့ခေါ်တယ်။အဲ့ဒီအန္တဝနသူခန္တောကြီးထဲမှာနေခါကာလမှာဆိုလို့ရှိရင်ယဟန္တာအရှင်မြတ်တွေထေရီမတွေသေတပင်ရင်ဝါရပင်အောက်မှာသွားလို့မိမိတို့ရရှိထားတဲ့တရားများကိုနှလုံးသွင်းကတမ္မာပတ်ချမ်းသာကိုခံစားကနေလိရှိကြပါတယ်အခုဒီသုတ်တန်တွေဖြစ်ပေါ်လာတဲ့အချိန်မှလည်းပဲထိုညင်အမသုံးပေါ်ဘိက္ခုနီအကျော်တို့ဟာလည်းပဲထိုအန္တဝနဆိုတဲ့တောကြီးထဲမှာနေတတ်ရာအနေနဲ့တမ္မာပတ်ဝင်စားရင်ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါလို့တမ္မာပတ်ဝင်စားရင်ရောက်ရှိနေတဲ့အချိန်မှာတောကြီးဆိုတာတော့အလုံးသိကြတဲ့အတိုင်းအန္တဝနဆိုတဲ့တောကြီးဟာတပုံနေခိုအောင်လို့အလွန်ကြောက်เสียကောင်းတဲ့သားရဲတိရစ္ဆာန်တွေပေါ်တဲ့တောကြီးတစ်ခုဖြစ်ပါတယ်တစ်ချိန်တုန်းကအဲ့ဒီတောထဲမှာတပုံ900ဟာခိုအောင်ပြီးဇေရဝံကျောင်းကိုအချမ်းရံနဲနဲနဲ့စစ်တပ်အဆောင်ရှောက်အနီးငယ်နဲ့ရောက်လာလေးရှိတတ်တဲ့ကောသလမင်းကြီးကိုဝိုင်းဖမ်းပြီးတော့ထီးနှန်းကိုရုပ်သိမ်းပြီးဖမ်းဖို့အစီအစဉ်လုပ်ဖို့အကြံစီတောင်ကြံစီခံခဲ့ရဘူးပါတယ်အဲ့ဒါလောက်နဲ့တဲ့တောကြီးဒီလိုတောကြီးထဲမှာဝင်ရောက်ပြီးတော့ဒီထေရီမတွေဟာမိမိတို့ရဲ့နှလုံးသွင်းမြဲဖြစ်တဲ့တရားဓမ္မဖြင့်ဝိဝေကဌာနအေးချမ်းတဲ့ဝိဝေကဒုက္ခအေးမြတဲ့ချမ်းသာဒုက္ခစိတ်ငြိမ်တဲ့ချမ်းသာဒုက္ခအရသာကိုခံစားရင်ဝင်ရောက်နေထိုင်တာဒီသုတ်တံလေးတွေဖြစ်ပေါ်လာတယ်လို့သုတ်တံဖြစ်ပေါ်အကြောင်းအချင်းချုပ်လေးကိုဒီလိုမှတ်သားထားအဲ့တော့ကောင်းပြီဒီသုတ်တံ3ခုစလုံးဟာတခုတည်းသောဌာနမှာဖြစ်ပေါ်လာကြတယ်တနေ့သောအခါမှာစာလာအမည်ရှိတဲ့ဘိက္ခုနီမနာနဲ့မိုးတောင်လင်းရောက်တဲ့အခါမှာသင်္ကန်းတပိတ်ပြိခရာများပြင်ဆင်ဝတ်ယုံလျက်သာဝတိမြို့ထဲဆွမ်းကံဝင်ဆွမ်းမှာဘုံပေ3ဆောင်ပြီးတဲ့နောက်နေတရအနေနဲ့ဘိက္ခုနီမတွေဆိုတာနေတဲ့အခါမှာသာဝတိမြို့တွင်မှာဘိက္ခုနီကျောင်းရှိပါညအခါမှာတော့ဘိက္ခုနီမတွေအပြင်နေခွင့်မရှိပါဘူးဥပတ္တယလို့ဆိုတဲ့ဘိက္ခုနီကျောင်းဟာသာဝတိမြို့ထဲမှာရှိအမျိုးသမီးတွေဆိုတော့လုံခြုံရေးအတွက်အမျိုးသားရဟန်းတော်တွေလိုတောရကျောင်းတွေမှာနေရတာမဟုတ်အဲ့ဒါကြောင့်မို့လို့မြို့တွင်းမှာရှိတဲ့ဘိက္ခုနီဥပတ္တယကျောင်းမှာညအခါမှာသတင်းသုံးတော်လဲနေပိုင်းမှာအေးအေးဆေးဆေးတပါးတဲ့သက်တပင်ရင်ဝါတပင်အောက်တရားနှလုံးသွင်းဖို့ဆိုပြီးတော့အန္တဝနလို့ခေါ်တဲ့တောကြီးထဲမှာရောက်ရှိနေပါတယ်အဲ့ဒါလိုရောက်ရှိနေတဲ့အချိန်မှာစာလာမြေရှိတဲ့ဘိက္ခုနီမအနီးမှာတူတယောက်သောပုဂ္ဂိုလ်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့တခြားမဟုတ်ပါဘူးသူတော်စင်သူတော်မြတ်များကိုအမြဲတမ်းလိုက်လံပြီးနှောက်ယှက်နေတတ်တဲ့အနှောက်အယှက်ပေးရမှစိတ်ချမ်းသာတဲ့မဏ္ဍပါပဲနော်အဲ့ဒီမဏ္ဍဟာဘိက္ခုနီမအေးစေးစေးတရားဓမ္မနှလုံးသွင်းပြီးတော့နေတာကိုလာနှောက်ယှက်တဲ့အနေနဲ့မေဂုံပု္ပ္ပာများလာမေးတယ်
သူကဘယ်လိုမေးခွန်းစတင်မေးလိုက်တယ်လဲလို့ဆိုရင်ဂိဏုတွန်ဘိက္ခုနီနာရောစေတိဘိက္ခုနီတွန်သင်္နီဂိဉ္အဘေယကိုနာရောစေတိမနှစ်သက်ပါသနည်းဘာများမနှစ်သက်တာရှိတယ်လဲသင်မနှစ်သက်တာဘာလဲဆိုတဲ့ဒီမေးခွန်းကိုမေးလိုက်တယ်ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေဒီမေးခွန်းလေးကိုစဉ်းစားကြည့်မင်းမနှစ်သက်တာဘာလဲလို့မေးလို့ရှိရင်အဖြေတော့အမျိုးမျိုးထွက်လိမ့်မယ်ထင်ပါတယ်သာလာဘိက္ခုနီမကဘယ်လိုဖြေသလဲလို့ထင်ကြတယ်လေသာလာမြင်ရှိတဲ့ဘိက္ခုနီမထေရမြတ်ကသူမနှစ်သက်တာဘာလဲဆိုရင်ဇာတိန်ခွာအာဟုသောနရောစေမိအာဟုသောဥဒယကအဟံငါသည်ဇာတိန်ပရိသန္တိနေရခြင်းလို့ဆိုတဲ့ဇာတိတရားကိုနာရောစေမိမနှစ်သက်ပါမနသားကနေပြီးတော့အိုဘိက္ခုနီမသင်မနှစ်သက်တာဘာလဲလို့မေးမြန်းလျှောက်ထားတဲ့အခါမှာငါဇာတိတရားကိုမနှစ်သက်ဘူးရဲ့လို့စာလာမြည်ရှိတဲ့ဘိက္ခုနီမကဒီလိုဖြေလိုက်ပါဟောဒီအမေးဖြေလေးကစဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေတရားချက်ခင်သူတော်စင်ပြိဿတ်တွေနေနဲ့လဲစဉ်းစားကြည့်ပေါ့တို့မနှစ်သက်တာဘာလဲဆိုတာကိုယ့်မေခွန်းထုတ်ကြည့်မေခွန်းထုတ်ပြီးတော့အဖြေမှန်ကိုရှာကြည့်စာလာမြည်ရှိတဲ့ဘိက္ခုနီမကတော့သူ့ရဲ့ဓမ္မအမြင်နဲ့ဖြေလိုက်တာသူမနှစ်သက်တာပါတဲ့ဇာတိတရားကိုသူမနှစ်သက်ပါဘူးဇာတိဆိုတာဘဝတစ်ခုမှာဖြစ်ပေါ်လာမှုမွေးဖွားလာမှုကိုမနှစ်သက်ဘူးလူလောကမှာလူအဖြစ်လည်းမမွေးခြင်းဘူးနတ်လောကမှာနတ်လည်းမဖြစ်ခြင်းဘူးဗြဟ္မပြေမှာလည်းဗြဟ္မာလည်းမဖြစ်ခြင်းဘူးဘယ်ဘုံဘဝမှာမဖြစ်ခြင်းဘူးဖြစ်ခြင်းဆိုတဲ့ဇာတိတရားသူမကြိုက်ဘူးတဲ့မကြိုက်ဆုံးတရားဟာဇာတိတရားပဲလို့ဒီလိုဆိုတယ်နော်အဲ့ဒီတော့မနသားကထပ်ပြီးတော့မေးတယ်ဂိဏုဇာတိနာရောစေတိဇာတောကာမဏိဘုံစတိကာနုတံဣဒမတပိဇာတိမာရောစဘိက္ခုနီဂိဏ်ဘေကြောင့်တွန်းသင်သည်ဇာတိတရားကိုနာရောစေတိမနှစ်သက်ပါသနည်းဇာတောမွေးဖွား၍လာတဲ့ပုဂ္ဂိုလ်သည်ကာမဏိကာမချမ်းသာတို့ကိုဘုံစတိသုံးဆောင်ခံစားရလေလူလောကမှာလူရဲလို့ဖြစ်လာတာသင်ကမကြိုက်ဘူးလို့ပြောတယ်လူလောကမှာလူရဲလို့ဖြစ်လာမှကာမဂုဏ်ချမ်းသာတွေခံစားရတော့မပေါ်လူဘဝလူစည်းစိမ်ခံစားရတော့မပေါ်နတ်ဘဝနတ်ဖြစ်မှပဲနတ်စည်းစိမ်ခံစားနိုင်တော့မပေါ်ဗြဟ္မာဖြစ်မှဗြဟ္မာစည်းစိမ်ခံစားနိုင်တော့မပေါ်လောကမှာမွေးဖွားပြီးမလာဘူးဆိုရင်ဘယ်လိုကာမချမ်းသာတွေကိုခံစားနိုင်ပါမလဲဇာတော်မွေးဖွားလာတဲ့ပုဂ္ဂိုလ်သည်ကာမဏိကာမချမ်းသာတို့ကိုဘုံတတိသုံးဆောင်ခံစားရလေ၏ဘိက္ခုနီကိုဘိက္ခုနီတွင်သင်သည်ဇာတိမွေးဖွား၍လာခြင်းလို့ဆိုတဲ့ဇာတိတရားကိုမာရောစာမနှစ်သက်လေးလင်ဣတိတို့ကောအဘယ်မြည်ရှိတဲ့လူမိုက်ကတန်သင်ကိုဣဒံဤအယူအဆကိုအာဓာပိဆွဲယူစေပြီသနည်းဣတိတို့မာရောမာနတိဣဒံဝဇနံဤကဲ့သို့သောအမေပု္ပ္ပာစကားကိုအဝေါစာကောင်းစွာမသွေပြောဆိုခဲ့ပါပေတည်းတဦးတယောက်တည်းသစ်ပင်ရင်းအောက်မှာတိတ်ဆိတ်ငြိမ်သက်စွာဓမ္မနဲ့ပျော်မွေ့နေတဲ့စာလာမြည်ရှိတဲ့ဘိက္ခုနီမအမိချင်းကပ်ပြီးတော့ဘာကိုမကြိုက်သလဲဆိုတဲ့မေကွန်မေးလိုက်တော့ဇာတိကိုငါမကြိုက်ဘူးလို့ဘိက္ခုနီမကဖြေတယ်အဲ့လိုဖြေလိုက်တဲ့အခါဘာဖြစ်လို့ဇာတိကိုမကြိုက်ရသလဲလောကမှာမွေဖွားလာမှသာလျှင်ကာမချမ်းသာတို့ကိုခံစားနိုင်တာဖြစ်တယ်ဇာတိတရားကိုမနှစ်သက်လင်းလို့သင်ကိုဒီအယူဆကိုဘသူကနေပြီးခံယူကျင့်သုံးစေသလဲဇာတိတရားမနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာလောကမှာလူမိုက်ပဲလို့မဏ္ဍကြီးကဆိုလိုတာပေါ့အဘယ်လူမိုက်ပဲတဲ့ပုဂ္ဂိုလ်ကသင်ဇာတိတရားကိုမနှစ်သက်နဲ့လို့ဒီတရားဒီအယူဝါဒကိုသင်ကြားပေးထားတာလဲလို့အဲ့လိုမဏ္ဍကပြောဆိုလိုက်တဲ့အခါမှာဘိက္ခုနီမကဇာတသမရဏံဟောတိဇာတောဒုက္ခာနိဘုဒ္ဓတိဇာတိတရားမနှစ်သက်လင်းလို့သင်ကိုဒီအယူဆကိုအာဓာပိယဆွဲယူစေပြီသနည်းဣတိတို့မာရောမာနတိဣဒံဝဇနံဤကဲ့သို့သောအမေပု္ပ္ပာစကားကိုအဝေါစာကောင်းစွာမသွေပြောဆိုခဲ့ပါပေတည်း
ဗန္တံဝတံပရိကလေတံတတ္တမဇာတိနာရောစေမန္တကြီးကိုပြန်ပြောလိုက်တာရှင်းရှင်းလေးပဲနော်ဇာတသလောကမှာမွေဖွား၍လာသောပုဂ္ဂိုလ်မရဏံသေဆုံးရခြင်းသည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့၏ဘာဖြစ်လို့ဇာတိမကြိုက်ဘာဖြစ်လို့ဘဝတစ်ခုမှာဖြစ်လာရတာမကြိုက်တယ်လဲဆိုဖြစ်လာရင်သေရမှာဖြစ်လို့မကြိုက်တာဒီအချက်ဟာရှင်းရှင်းလေးပဲအားလုံးသိနေကြတဲ့အချက်အလေးနဲ့စဉ်းစားလို့ရှိရင်ဖြစ်လာပြီးတဲ့နောက်မသေးတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးနတ္ထိဇာတတအမရဏဇာတတမွေးဖွားလာတဲ့ပုဂ္ဂိုလ်ရဲ့အမရဏမသေးခြင်းမြည်သည်နတ္ထိမရှိကဲဇာတိတရားဟာကြိုက်เสียပဲရှိဖြစ်လာပြီးတဲ့နောက်သေရမှာဇာတိတရားရဲ့အဆုံးသတ်ဟာသေခြင်းသာလျှင်ဖြစ်တယ်သေတာကိုကြိုက်သလားလို့မေးရင်ဘယ်သူမှမကြိုက်ပါသို့တော့ဖြစ်ချင်သလားဆိုရင်တော့ဖြစ်ချင်ကြအောင်ပဲဖြစ်ချင်တယ်ဆိုလို့ရှိရင်သေချင်တယ်ဆိုတာနဲ့အတူတူပါပဲအဲ့ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာနှမတော်ဖြစ်တဲ့သာလာဘိက္ခုနီမရဲ့ဓမ္မအမိဇာတသမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဤမရဏံသေဆုံးရခြင်းသည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့၏ဒါရင်လားမွေးလာတဲ့ပုဂ္ဂိုလ်ဟာသေရတယ်ဆိုတာသေခြင်းမှာအဆုံးသတ်ရုံဒီလောက်တင်ပဲလားဆိုတော့မဟုတ်သေးဘူးဇာတော်မွေးဖွားလာတဲ့ပုဂ္ဂိုလ်သည်ဒုက္ခနိဆင်းရဲဒုက္ခတို့ဖုတ်တတိတွေ့ကြုံခံစားရလေတော့၏မွေးလာပြီးတဲ့နောက်ဆင်းရဲဒုက္ခတွေကလည်းအမျိုးမျိုးခံစားကြရဘုန်းကြီးတို့လူလောကလူရလို့မွေးလာတဲ့ကလေးဟာဟဲ့ပက်ပက်ရေမောပြီးမွေးလာတဲ့ပုဂ္ဂိုလ်ဟာမရှိသလောက်မွေးလာတဲ့အချိန်မှာအော်ဟစ်ငိုကြွေးပြီးတော့မွေးလာခဲ့ကြရတာဖြစ်ပါတယ်မွေးလာကြတဲ့ကငိုးယူပြီးတော့လူလောကရောက်လာအငိုနဲ့စအငိုနဲ့ဆုံးရတာအဲ့တော့ဘယ်မှာကောင်းမလဲနော်ဇာတောဒုက္ခနိဗုဒ္ဓတိဇာတောမွေးဖွားလာတဲ့ပုဂ္ဂိုလ်သည်ဒုက္ခနိဆင်းရဲဒုက္ခတို့သို့ဖုဒ္ဓတိတွေ့ကြုံခံစားရလေတော့၏ဆင်းရဲဒုက္ခအမျိုးမျိုးတဲ့လုံးဝမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခလူတိုင်းကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခဘာတွေလဲမွေးလာတဲ့ပုဂ္ဂိုလ်ဟာမသေးခင်အိုရတယ်ဆိုတဲ့ဆင်းရဲဒုက္ခခံစားရပယေတွေမတွန့်ခြင်းပဲနဲ့တွန့်လာတယ်သွားတွေမကျိုးခြင်းပဲနဲ့ကျိုးလာတယ်ဆံပင်လေးမဖြူခြင်းပဲနဲ့ဖြူလာတယ်မျက်စိတွေဘယ်သူမှမမွဲခြင်းခါဘယ်သူမှမကိုင်းခြင်းသို့တော့ဒီအခြေအနေတွေအားလုံးဟာဇာတိရထားပြီဆိုတာနဲ့လူလောကမှာကြားလာတဲ့အချိန်တိုင်းမှာဒါတွေတွေ့ကြုံခံစားလာရပါတယ်စရာရင်လားလို့ဆိုရင်မဟုတ်ဘူးဗျာတိဟိုနာကနာဒီနာကနာဟိုနာကယောဂါတွေဖြစ်ဒီနာကယောဂါတွေဖြစ်ကမ္ဘာလောကကြီးမှာဒီယောဂါတွေတက်တာကြောင်းဆိုပြီးတော့ဆေးရုံကြီးတွေတီဆောက်ပြီးတော့တက်တာကြောင်းရှာကြရဆေးဝါးပညာတွေတက်အောင်သင်ကြရဆေးဝါးတွေဖော်ဆက်ရကုကြရသားကြရသို့တော်လည်းနောက်ဆုံးကြတော့ဘာဖြစ်မရဏကိုတွားကြတာကြည့်ပဲနော်တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဇာတိတရားရဲ့နောက်ဆုံးလမ်းဟာမရဏပဲအဲ့ဒီလိုဆင်းရဲဒုက္ခတွေမွေးဖွားလာတဲ့ပုဂ္ဂိုလ်မှာတွေ့ကြုံခံစားရတယ်လူတိုင်းမရှောင်လွှဲနိုင်တဲ့ဒုက္ခအချို့ပုဂ္ဂိုလ်တွေကြဒီတဲ့ပိုသေးတယ်ဗန္တံအချုပ်နှောင်ခံရခြင်းတို့၎င်းတချို့ပုဂ္ဂိုလ်တွေကြတော့ရန်သူတွေရဲ့ဖန်ဆီးချုပ်နှောင်မှုကိုလည်းခံကြရတယ်ဝရံတပ်ဖြတ်ညှင်းဆဲခံရခြင်းတို့၎င်းပရိကလေတံကျွမ်းကြံတဲ့ဘေးရန်အန္တရာယ်ဆင်းရဲဒုက္ခမှန်သမျှတို့သို့၎င်းဗုဒ္ဓတိကောင်းစွာမသွေဆက်ရောက်ရပါလေတော့ဟောမွေးလာတဲ့ပုဂ္ဂိုလ်ဟာအချုပ်နှောင်ခံရတာမွေးလာလို့ခံရတယ်သူတစ်ပါးရဲ့အသက်ဖြတ်အညှင်းဆဲတွေခံရတယ်ကျန်တဲ့ဆင်းရဲဒုက္ခအမျိုးမျိုးတွေကိုလည်းလောကကြီးမှာခံနေကြရတယ်ဒါဟာမွေးဖွားလာလို့ဖြစ်ရတဲ့ဒုက္ခတွေပဲလို့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နမတော်သာလာဘိက္ခုနီမကဓမ္မထို့ကြောင့်ဇာတိဇာတိတရားကိုအဟံငါသည်နာရောစေမိမနှစ်သက်ပါဤနည်းလိုသာလာမြည်ရှိတဲ့ဘိက္ခုနီမသည်ဧတံဝေစနံဤကဲ့သို့သောတရားစကားကို
ဩဇာကောင်းစွာမဲ့သွေဟောကြားခဲ့ပါပေတည်းဒါကြောင့်ဇာတိတရားကိုငါမနှစ်သက်ဘူးဆိုတာအကြောင်းနေပြပြီးတော့ဖြေခဲ့တယ်မဏ္ဍကြီးကကောနုတံဣဒမာဓပယတိဇာတိမာရောသဘိက္ခုနီဇာတိတရားကိုမနှစ်သက်နဲ့ဆိုတဲ့ဒီယူဝါဒဇာတိတရားကိုမနှစ်သက်ဖို့လို့ဆိုတဲ့ယူဝါဒဘသူကနေယူစေတာလဲဘယ်လိုလူမိုက်ကယူစေတာလဲဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘိက္ခုနီမကလူမိုက်ကယူစေတာမဟုတ်ဘူးဇာတိတရားကိုမနှစ်သက်ဖို့ဟောခဲ့တာဘုရားမြတ်စွာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဗုဒ္ဓဓမ္မမာတိတေတိဇာတိယသမတေကမံသဗ္ဗဒုက္ခပါဏာယသောမံသစ္စေနိဝေတိမာရဩမာနဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူပြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဇာတိယဇာတိတရားကိုသမတေကမံလွန်မြောက်ကြောင်းဖြစ်တဲ့ဓမ္မသစ္စာတရားကိုအတေတေသိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီဇာတိဆိုတာဆင်းရဲဒုက္ခတွေအမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်အဲ့ဒီဇာတိကိုကျော်လွှားဖို့ရာနိလန်ဖြစ်တဲ့ဓမ္မကိုမြတ်စွာဘုရားကဟောခဲ့ပါတယ်သဗ္ဗဒုက္ခပါဏာယကျွမ်းမဲ့ဥသုံးလုံးစုံများစွာဆင်းရဲဒုက္ခတို့ဖယ်ရှားနိုင်ရန်လို့ငါဗုဒ္ဓမြတ်စွာဘုရားသည်သောဗုဒ္ဓထိုမြတ်စွာဘုရားသည်မင်္ဂကိုသစ္စေပရမတ္ထသစ္စာလို့ခေါ်တဲ့နိဗ္ဗာန်တရား၌နိဝေတိတွင်ထားတော်မူခဲ့လေပြီငါကိုမြတ်စွာဘုရားကဆင်းရဲဒုက္ခအလုံးကိုဖယ်ရှားနိုင်ဖို့အတွက်အမှန်တရားပေါ်မှာတွင်ပေးထားခဲ့တယ်အမှန်တရားမှာငါကိုတည်စေခဲ့တယ်သဗ္ဗဒုက္ခပါဏာယကျွမ်းမဲ့ဥသုံးလုံးစုံများစွာဆင်းရဲဒုက္ခတို့ဖယ်ရှားနိုင်ရန်လို့ငါသောထုသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသင်ထင်သိမြင်တော်မူပြီးဖရာရှင်ကိုယ်တော်မြတ်ကြီးသည်မင်္ဂကိုစကားကိုအဝေါ်စာကောင်းစွာမသွေဟောကြားခဲ့ပါပေတည်းဇာတိရဲ့ဆင်းရဲတာတွေကိုရှင်းလင်းဖော်ပြပြီးတော့ဇာတိရဲ့ကုံရမြုံရဖြစ်တဲ့ပရမတ္ထသစ္စာလို့ခေါ်တဲ့အမှန်တရားပေါ်မှာမြတ်စွာဘုရားငါ့ကိုပို့ဆောင်ပေးထားခဲ့တာလို့သာလမြေရှိတဲ့ဘိက္ခုနီမကရှင်းလင်းပြောကြားပြီးတဲ့နောက်မှာယေသရူပုပကသတ္တာယေသအရူပထာယိနောနိရောဓံအပဇာနန္တာအာဂန္တာရောပုဏ္ဏဘဝံလောကမှာဗြဟ္မာကိုးကွယ်တဲ့လူတွေကိုးကွယ်နေကြတဲ့တက်တန်းရှိပါတယ်ဆိုတဲ့ဗြဟ္မာကြီးတွေကဘာချီပြီးတော့အသက်ရှည်တဲ့ဗြဟ္မာကြီးတာမန်လူလောကကနေကြည့်မယ်ဆိုရင်မအိုမနာမသေးရလို့ထင်ရလောက်အောင်တက်တန်းရှည်တဲ့ဗြဟ္မာကြီးတွေအဲ့ဒီဗြဟ္မာကြီးတွေဟာလဲနိရောဓလို့ခေါ်တဲ့နိဗ္ဗာန်သစ္စာကိုနိရောဓသစ္စာနိဗ္ဗာန်အမှန်တရားကိုမသိသေးလို့ရှိရင်ဘဝသစ်တို့တွားကြရမှာကြီးပဲတဲ့ယေတတာကျင်တတဝါတို့သည်ရူပုပကရူပဘုံ၌ရောက်ရည်နေကြကုန်၏ရူပဘုံသို့ရောက်ရည်နေကြကုန်၏ယေသတ္တာကျင်တတဝါတို့သည်အရူပထာယိနောအရူပဘုံ၌ရောက်ရှိတည်နေကြလေကုန်၏တေထုရူပဘုံအရူပဘုံတို့၌ရောက်ရှိ၍နေကြတဲ့သက်တမ်းအလွန်ရှိကြလှတဲ့ဗြဟ္မာကြီးတို့သည်နိရောဓံနိရောဓသစ္စာကိုအဇာနန္တာမသိကြရကုန်သည်ရှိသောပုဏ္ဏဘဝံဘဝတိသို့အာဂန္တာရောရောက်လာကြရကုန်၏ဣတိသို့သာလာမည်ရှိတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သွေဟောကြားခဲ့ပါပေတည်းသာလဘိက္ခုနီမကဒီလိုရှင်းပြောလိုက်တဲ့အခါမဏ္ဍကြီးဟာဘာမှပြောစရာမရှိတော့ဇာနာတိမံသာလဘိက္ခုနီသာလာမြည်ရှိတဲ့ဘိက္ခုနီမသည်မင်္ဂကိုဇာနာတိသိ၍သွားလေပြီမဏ္ဍကြီးကတခြားပုဂ္ဂိုလ်ရောင်ဆောင်းလာပြီးတော့အနှောက်အယှက်ပေးဖို့ဘေးခွန်းနေလာမေးတာမေးလိုက်တဲ့အခါကျတော့သူ့အကြိုက်မတွေ့တော့ငါမှန်သိသွားပြီမဏ္ဍကြီးမှန်သိသွားပြီဆိုပြီးဒ
ထိုနေရာမှာပဲရုတ်တရက်ပျောက်ကွယ်ထွက်ခွာသွားပါတယ်ဒီလိုအကြီးဆုံးနှမတော်စီလာရောက်နှောက်ယှက်ပြီးတဲ့အခါမလန်းမကန်းတစ်ပင်အောက်မှာထိုင်နေတဲ့ဥပဆာလာဆိုတဲ့ဘိက္ခုနီမစီရောက်သွားပြန်တယ်အလွန်နှောက်ယှက်နိုင်တဲ့မနတ်ကြီးနော်ဥပဆာလာဘိက္ခုနီမတစ်ပင်အောက်မှာတဘာဝချမ်းသာခံစားပြီးတဦးတယောက်တည်းထိုင်ပြီးနေတယ်အဲ့ဒီအချိန်မှာအနာကတ်သွားခြိတံပေးလိုက်တဲ့အခါကျတော့ဟိုကသမဘကထဘသူပါလိမ့်လို့တတိထားလိုက်တဲ့အချိန်မှာမေခွန်းတစ်ပုဒ်ကောက်ပြီးမေးလိုက်တယ်ကတနုခောတွန်ဘိက္ခုနီဥပ္ပိစိတုကာမဘိက္ခုနီတွန်သေးနီကထအဘေပုံဘဝ၌ဥပ္ပိစိတုကာမဖြစ်ခြင်းကအလိုရှိသည်အတိဖြစ်ပါသနည်းဘယ်ပုံဖြစ်ခြင်းတုံးဘယ်ဘဝဖြစ်ခြင်းတုံးဆိုတဲ့မေခွန်းမေးပြန်ဥပဇာလာဘိက္ခုနီမကြီးသွားပြီးတော့ဘယ်ပုံဘယ်ဘဝရောက်ချင်တယ်လဲဆိုတဲ့မေခွန်းသွားမေးတဲ့အခါကျတော့ဘိက္ခုနီမကဘာပြန်ပြောတော့နခွာဟံအာဟုသောကတ္တစီဥပ္ပိစိတုကာမအာဟုသောဥဒယကအဟံငါသည်ကတ္တစီမြည်သည့်ဘုံ၌မှဥပ္ပိစိတုကာမဖြစ်ခြင်းငါအလိုရှိသည်နအမိမဖြစ်ပါဘယ်ဘုံမှမဖြစ်ချင်ပါဘူးတဲ့အဲ့လိုပြောလိုက်တော့မနကထပ်ဆင့်ပြီးပြောပြန်တယ်ဒါဝရိနာသာယာမသတုတ်တိတာသာပိဒေဝတာနေမာနရတိနောဒေဝယေဒေဝဝတဝတိနောတထာစိတ်တံပဏိဒေဟိရတိပစ္စနုဘုဒ္ဓတိဒါဝရိနာသာဒါဝရိနာနတ်တို့သည်၎င်းယာမသယာမနတ်တို့သည်၎င်းတုတ်တိတာသာပိဒေဝတာတုတ်တိတာနတ်တို့သည်၎င်းနေမာနရတိနောနေမာနရတိနတ်တို့သည်၎င်းဝတဝတိနောဝတဝတိဘုံ၌ဖြစ်ကြကုန်သောယေဒေဝအကျဉ်နတ်တို့သည်၎င်းတန်တိထင်ရှားမသွေရှိကြပါပေကုန်၏နတ်ပြည်6ထပ်စတုမာရိခြံထားပြီးတော့တာဝရိန္ဒာဘုံကနေစပြီးတော့နတ်ပြည်တွေရှိတယ်ဆိုတာကိုပြောပြပြီးတထထုနတ်ဘုံတို့၌စိတ်တန်စိတ်ကိုပဏိဒေဟိတောင်းတလိုက်ပါလော့ဧဝံဤသို့တောင်းတသည်ရှိသောတွန်တင်ရတိမ်မွေလျောပြောပိုက်ခြင်းလို့ဆိုတဲ့ချမ်းသာဒုက္ခကိုပစ္စနုဘုဒ္ဓတိခံစားရလက်တံမနတ်ကြီးကဂုံပစ္စည်းလာရောက်တဲ့လူလိုပဲဂုံပစ္စည်းရောက်တဲ့လူဆိုတာသူ့ဂုံကိုချီးမွမ်းပြီးတော့ဒါလေးဝယ်ဆမ်းမှာဝယ်ရင်ဘယ်လိုအကျိုးရှိတယ်ဆိုချီးမွမ်းပြောတယ်လို့ဟောဒီနတ်ပြည်တွေဟာအမတန်တောင်းတတိုက်တဲ့နတ်ပြည်သိချမ်းသာတယ်အဲ့ဒီနတ်တွေနတ်ပြည်ရောက်ဖို့ရစိတ်ကိုတောင်းတလိုက်ပါတဲ့တောင်းတလိုက်လို့ရှင်ဘာဖြစ်မလို့ရတိပစ္စနုဘုဒ္ဓတိမွေးလျော်ပြောပိုက်နှစ်ချိုက်ခြင်းလို့ဆိုတဲ့ရတိကာမရတိကာမချမ်းသာကြီးကိုအာရပါရခံစားရမှာဖြစ်တယ်တဲ့ဒါကြောင့်အဲ့ဒီနတ်ပြည်ကိုတောင်းတပါဘယ်ဘုံမှမဖြစ်ချင်ပါဘူးဆိုတဲ့ဘိက္ခုနီမှာနတ်ပြည်ဖြစ်ဖို့ရဆုတောင်းခိုင်းနေတယ်သူကအဲ့လိုပြောလိုက်တဲ့အခါကျတော့ဘိက္ခုနီမကဘာပြန်ပြောတယ်လဲဓမ္မအမြင်ကဒါဝရိန္ဒာသဒေဝသဒါဝရိန္ဒာသယာမသတုတ်တိတာသာပိဒေဝတာနေမာနရတိနောဒေဝယေဒေဝဝတဝတိနောကာမဗန္ဒနဗတ္တတေဣန္တိမာရဝတံပုဏ္ဏဒါဝရိန္ဒာသဒါဝရိန္ဒာနတ်တို့သည်၎င်းယာမသယာမနတ်တို့သည်၎င်းတုတ်တိတာသာပိဒေဝတာတုတ်တိတာနတ်တို့သည်၎င်းနေမာနရတိနောဒေဝနေမာနရတိနတ်တို့သည်၎င်းဝသဝတိနောပရဏိမိတဝသဝတိဘုံ၌ဖြစ်ကြကုန်သောယေဒေဝါစအကျဉ်နတ်တို့သည်၎င်းတန်တိရှိကြကုန်၏တေထုနတ်ဘုံ၌ဖြစ်ကြကုန်သောနတ်ပေါင်းတို့သည်ကာမဗန္ဒနာဗတ္တာကာမတိဟုသောနှောင်ကြိုးဖြင့်နှောင်ဖွဲ့အပ်ကုန်သည်ဖြစ်၍မာရဝတံမမင်းရလိုသို့ပုဏ္ဏတဖန်အင်တိလိုက်ပါကြရလေကုန်၏ဘိက္ခုနီမကအဲ့ဒီနတ်ဘုံနေရတဲ့နတ်တွေရဲ့အခြေအနေကိုဘယ်လိုပြောပြကာမဗန္ဒနာဗတ္တာသူတို့ဟာကာမဂုဏ်ကြိုးတန်းလန်းကြီးနဲ့အနှောင်ဖွဲ့ခံထားရတာတဲ့လွတ်လပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေစဉ်းစားကြည့်ကျိုးနဲ့ခြီထားမှထောင်ထဲထည့်ထားမှအနှောင်ဖွဲ့ခံရတယ်လို့ထင်ကြမဟုတ်ဘူး
တန်ရောစဉ်ကျိုး10မျိုးကာမဂုဏ်ကျိုးတွေနဲ့တဏှာဒီဟုသောကျိုးတွေနဲ့ချီနှောင်ထားရတဲ့ပုဂ္ဂိုလ်တွေမိမိတန်ရောစဉ်ရှိတဲ့နေရာတဝဲလဲလဲနဲ့ပြန်ရောက်နေကြဆိုပါတော့နွားလေးတစ်ကောင်ခြိတိုင်မှာကျိုးနဲ့ခြိထားဒီနားလေးဟာဘယ်လိုပဲအရှိဘက်သွားသွားအနောက်ဘက်သွားသွားတောင်ဘက်သွားသွားမြောက်ဘက်သွားသွားဒီနားပဲပတ်ချာဒီနေရာကမခွာနိုင်သလိုပဲထို့တူပဲတဏှာကျိုးတန်းလန်းနဲ့ကာမဂုဏ်နှောင်ဖွဲတွေနဲ့နှောင်ဖွဲခံရတဲ့ပုဂ္ဂိုလ်ဟာဒီနေရာကြည့်ပဲပြန်ရောက်နော်ဒီနေရာကနေမခွာနိုင်ကြဘူးတဲ့အဲ့ဒီလိုနတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာနတ်တွေရဲ့အခြေအနေတွေဟာလွတ်လပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးကာမဗန္ဒနာပတ္တာကာမနှောင်ကြိုဖြင့်နှောင်ဖွဲခံရကုန်သည်ဖြစ်ဖြစ်မာရဝသမမိအလိုဆန္ဒတို့အင်ဒီလိုက်ပါ၍နေကြရလေကုန်ပြီဣတိတို့ဥပါစလာအမည်ရတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သည်ပြောကြခဲ့ပါပေသတည်းချမ်းသာပါတယ်ဆိုတဲ့ဘဝတွေဟာလည်းကြည့်လိုက်မယ်ဆိုရင်အနှောင်ဖွဲ့ခံနေရတဲ့ဘဝတွေလွတ်လပ်တဲ့ဘဝတွေမဟုတ်ပါဘူးတဲ့ဒါဒီမဲ့လားလောကကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်သဗ္ဗလောကောအာရိပိတောသဗ္ဗလောကောပတုပိတောသဗ္ဗပစ္စလိတောလောကောသဗ္ဗလောကောပကံပိတောလောကကြီးတစ်ခုလုံးရဲ့အခြေအနေဓမ္မမျက်စိနဲ့ကြည့်လိုက်သဗ္ဗခြင်းမဲ့ဥဒ္ဒုံအလုံးစုံသောလောကောလောကကြီးသည်အာရိပိတောကိလေသာမိတွေနဲ့တပြောင်ပြောင်တောက်လောင်လျက်ရှိလောကကြီးကိုချိမိလောင်နေတဲ့လောကကြီးတဲ့မိဆိုတာပူတာပေါ့အေးမြတယ်လို့မရှိဘူးအမြဲတမ်းစိတ်တွေဟာပူနေကြရဘာဖြစ်လို့ပူမိလောင်နေလို့ပူတာပေါ့မျက်စိကနေမြင်လိုက်တဲ့အခါအဆင်းအာယုံလေးကိုကြည့်လောဘဖြစ်မိလောင်ခံရဒေါသဖြစ်ဒေါသမိလောင်ခံရအမှန်တရားကိုမသိလို့ရှိရင်မောဟမိလောင်ခံရတယ်ဟောတရွေ့ရွေ့နဲ့အိုလာတော့စရာမိကလောင်တယ်နာတော့ကြိုက်တော့ခဲတော့ဗျာဒီမိကလောင်တယ်ဒီထဲမှာနာရမလားအိုရမလားကိုမျက်ကလုံးလေးတစ်ခုတင်ချိမျက်စိလေးနာပြီဆိုလို့ရှိရင်ဟောဗျာဒီမိကလောင်တာမျက်စိလေးမှုံလာပြီဆိုရင်စရာမိကလောင်တာအဲ့ဒီမှုံနာလေးကိုအကြောင်းပြုပြီးဆရာဝန်သွားပြရအောင်ပါပဲဆရာဝန်ကရေဒိန်လို့ပြောလိုက်မလားဟုတ်လားဘာဒိန်လို့ပြောလိုက်မလဲလို့ဆိုပြီးတော့စိတ်တွေပူပန်နေရတာသောကတွေဖြစ်ရတဲ့သောကမိတွေလောင်တယ်ဟောပရိဒေဝဒုက္ခဒေါမနတဥပါယတတဆက်တည်းအပူမီးတွေလောင်နေတာမျက်စိလေးတစ်ခုမှတည်းပဲကိလေသာမီးကလောင်တယ်ဇာတိဇရာဗျာတိမရဏဆိုတဲ့မီးတွေကလောင်တယ်နားလဲထို့တူပဲနှာခေါင်းလဲထို့တူလျှာကိုအလုံးဟာအလောင်းခန်းနေရတယ်လို့မြတ်စွာဘုရားအာဒိဋ္ဌတုတ်မှာဟောထားအဲ့ဒါလိုပဲဒီမှာလောကကြီးတစ်ခုလုံးကိုအာဒီပိတောမီးလောင်၍နေတဲ့ဥပစာလာဘေကုဏီမရဲ့ဓမ္မအမြင်လောကကြီးတစ်ခုလုံးကလောင်နေတာတဲ့အိမ်နေတာမဟုတ်ဘူးငြိမ့်နေတာမဟုတ်ဘူးသဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပတုပိတောအပူလောင်လျက်ရှိပါပေတော့အေးမြနေနိုင်ကြတာမဟုတ်ပါဘူးရာဂအပူတွေလောင်ရည်နေပါတယ်ဒေါသအပူတွေလောင်ရည်နေပါတယ်သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပစ္စလိတောကိလေသာမိတွေအလျံတပြောင်မြောင်တောက်လောင်လျက်ဖြစ်ပါပေတော့ရဲကြီးအောင်လောင်ယုံနေမကဘူးမိတောက်မိလျံတွေနဲ့လောင်နေတာတဲ့သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပကံပိတောတဏှာဒိဋ္ဌိတို့ဖြင့်တုံလုံးလျက်ရှိပါပေတော့ကဲလောကကြီးရဲ့အခြေအနေတွေကိုစာလာဘိက္ခုနီမကရှင်းပြီးတော့ပြောတယ်ဘယ်လောကမှာချမ်းသာတာရှိလို့တော့တဲ့ဒါကြောင့်မို့လို့ဘယ်ဘုံဘဝမှမဖြစ်ချင်ဘူးဖြစ်တဲ့ဘဝဟာလောင်းနေတဲ့ဘဝပူးနေတဲ့ဘဝတုံလှုပ်နေရတဲ့ဘဝအဲ့ဒီတော့ဖြစ်ချင်စရာကောင်းပါအောင်မလားမဖြစ်ချင်စရာမကောင်းဘူးတဲ့သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပိစလိတောကိလေသာမိတို့ဖြင့်အလျံတပြောင်ပြောင်တောက်လောင်လျက်ရှိပါပေတော့သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပကံပိတောတုံလုံးလျက်ရှိပါပေတော့ဣတိဣသောဥပစာလာမြည်ရှိတဲ့ဘိက္ခုနီမသည်
အဝါစာကောင်းစွာမသွေဟောကြားခဲ့ပါပေတည်းအဲ့ဒါလို့လောကကြီးတစ်ခုလုံးဟာဘယ်လောကမှမကောင်းတော့ကောင်းတဲ့နေရာဘယ်နေရာရှိတယ်လဲအကံပိတံအပိစလိတံအပုထုဇနာသေဝိတံအာဂတိယထာမာရသတထမေနိရတောမနောအမတမမြင့်မားတဲ့ဓမ္မအမြင်အကံပိတံတုံလှုပ်ရခြင်းမရှိသောအပိစလိတံကိလေသာမီးတို့ဖြင့်လည်းတောက်လောင်ရခြင်းမရှိသောအပုထုဇနာသေဝိတံပုထုဇဉ်တို့ပုဂ္ဂိုလ်ပုထုဇဉ်အများတို့မြည်ဝဲရာမဟုတ်သောလူများစုကြိုက်တဲ့နေရာမဟုတ်ဘူးလူများစုရောက်နိုင်တဲ့နေရာမဟုတ်လူတကာရောက်တဲ့နေရာဆိုတာကောင်းတဲ့နေရာပဲဟုတ်နော်အပုထုဇနာသေဝိတံပုထုဇဉ်တို့သည်မမိဝဲနိုင်သောနိဗ္ဗာန်နိဗ္ဗာန်လို့ခေါ်တဲ့အေးမြတဲ့အရာသည်အတ္တိစင်စစ်မသွေရှိပါပေယထာအချင်းနိဗ္ဗာန်အရာ၌မာရသမနမိအဂတိလက်လန်းမိခြင်းသည်နာဟောတိမဖြစ်ပါအဲ့ဒီနိဗ္ဗာန်ဆိုတဲ့ဘုံဌာနကြတော့နိဗ္ဗာန်ဆိုတဲ့အခြေအနေအဆင့်ကြတော့မန္တကြီးဟာလက်လန်းမမိဘူးလာရောက်ပြီးတော့မနှောက်ယှက်နိုင်ဘူးတထာထုနိဗ္ဗာန်ဆိုတဲ့ဌာန၌မေငါဤမနောစိတ်သည်နေတဲ့တော့အမြဲမပြတ်မွေးလျော်ပျော်ပိုင်နှစ်ချ၍နေပါပေတော့ဤဣတိတို့ပသလာဥပသလာအမည်ရှိတဲ့ဘိက္ခုနီမသည်ဧတံဝေဆလံဤကဲ့သို့သောစကားကိုအဝေါစာကောင်းစွာမသွေဟောကြားခဲ့ပါပေတည်းဒီလိုလဲဟောလိုက်ရောမဏ္ဍကြီးဟာဇာနာတိမံစာဥပစာလာဘိက္ခုနီဥပစာလာဥပစာလာမြည်ရှိတဲ့ဘိက္ခုနီဘိက္ခုနီမတိမံငါကိုဇာနာတိသိ၍သွားလေပြီဩငါမှန်းသိသွားပြီဆိုပြီးတော့မဏ္ဍကြီးဟာဒုက္ခိဒုမနောတထေဝအန္တရဒာယီတဲ့စိတ်ပြက်လက်ပြက်နဲ့စိတ်ညစ်ပြီးတော့ထွက်သွားတယ်လို့ဆိုသူကနှောက်ယှက်ချင်တာကိုသူနှောက်ယှက်တိုင်းမရရင်စိတ်ညစ်သွားတာပေါ့မဏ္ဍကြီးဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့စိတ်ညစ်ပြီးတဲ့ကလာဆုတ်ခွာ၍သွားပြီသို့တော်လဲသူကဒုက္ခပေးဖို့ရမရသေးဘူးဟောကိုခလန်းလန်းမှာညီမတော်တယောက်ညီမတော်တယောက်ရှိနေသေးတယ်တိတုပဆာလာတိပင်ရင်အောက်မှာတရားဓမ္မနဲ့ပြောင်းမွေနေတဲ့တိတုပဆာလာဘိက္ခုနီမထံချင်းကပ်ပြီးတော့ရောက်သွားပြန်ပြီအဲ့ဒါလို့ရောက်သွားတဲ့အခါခြေတံပေးလို့ဘိက္ခုနီမကတတိမူလိုက်တဲ့အချိန်မှာမေခွန်းလေးတစ်ခုကောက်ပေးပြန်တယ်ကသလူတွန်ဘိက္ခုနီပသန္တံရောစေတိဘိက္ခုနီအိုဘိက္ခုနီတွန်တယ်သည်ကသဘေသူဤပါသန္တံအယူဝါဒကိုရောစေတိနှစ်သက်ပါသနီအိန္ဒိယထိုခေတ်ထိုခါကာလတုန်းကအယူဝါဒတွေဘာသာတရားတွေအမတန်မှများတာဗုဒ္ဓဝါဒမှတပါအခြားဝါဒတွေကိုပါသန္တလို့ခေါ်ပါတယ်တဏှာတိဟူသောကြောခွင်ဒိဋ္ဌိတိဟူသောကြောခွင်တွေပါသဆိုတာကြောခွင်ဓာဆိုတာထောင်ထားတာကြောခွင်တွေကိုထောင်ထားတဲ့အယူဝါဒတွေဖြစ်တဲ့အတွက်ကြောင့်ပါသန္တလို့ခေါ်ပါတယ်အဲ့ဒီပါသန္တာလို့ဆိုတဲ့ဘာသာရေးတွေကိုဘယ်ဘာသာကိုနှစ်သက်ပါသလဲလို့မေးမြန်းတဲ့အခါမှာနခွာဟံအာဟုသောကတ္တစီပါသန္တံရောစေမိအာဟုသောဩဒါယကအဟံငါသည်ကတ္တစီမြည်သူဤမြပါသန္တံအယူဝါဒကိုနာရောစေမိမနှစ်သက်ပါဘသူရဲ့ပါသန္တအယူဝါဒမိစ္ဆာဝါဒကိုမှမနှစ်သက်ပါဘူးလို့အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့မဏ္ဍကြီးကရှုတ်ချပြီးပြောဆိုတယ်ကန္တုဥဒိတမုံဓာတိသမဏီဝိယဒိဋ္ဌတိနာသရောစေတိပါသန္တံကိမိဝစရတိမောမူဟာတန်တင်သည်သမဏီဝိယကိလေသာတို့ငြိမ်းစေအောင်ကျင့်နေတဲ့သမဏယဟမကဲ့သို့ဒိဋ္ဌတိထင်ရပြီဝဋ္ဌာရကြည့်ရရင်တော့ဘိက္ခုနီမနဲ့တူပါတယ်တဲ့သမဏလို့ခေါ်တဲ့ကိလေသာတွေကိုငြိမ်းစေတတ်တဲ့အကျင့်ကျင့်တာကိုသမဏအဲ့ဒီလိုကျင့်နေတဲ့အမျိုးသမီးကိုသမဏီလို့ခေါ်တယ်အဲ့ဒီသမဏီလို့တော့ထင်ရပါတယ်ကံအဘယ်သူကိုဥဒိတကံအဘယ်ဆရာကိုဥဒိတရည်စူးမှန်းထားပြီးမုံတာသံကေသာဖြတ်ပယ်ခဲ့တဲ့အသည့်ဖြစ်သည်သံကေသာရိပ်ပယ်ထားတာကဘယ်ဘာသာရေးခိုင်းဘယ်ဆရာကိုဥတည်ပြီးတော့ရိပ်ပယ်လာခဲ့တာလဲလို့ဒီမေးခွန်းကိုမေး
ပါသနာအယူဝါဒကိုလည်းပဲနာရောစေတိမနစ်သက်ဘူးလို့လည်းပြောပါတယ်မေးလိုက်တော့ပါသန္တအယူဝါဒတွေတခုမှမနစ်သက်ဘူးလို့ဆိုတယ်သို့တော်လည်းပဲဝဋ္ဌာတာကတော့ယဟန်အသွင်ပဲတမဏီပဲသို့တော်လည်းဒီဘာသာရေးအယူဝါဒတွေကိုတခုမှမနှစ်သက်ဘူးလို့လည်းပြောသေးတယ်ကဲပဲကြောင့်တွင်တင်သည်မောမူဟာဝိယတွေးဝေနေသောသူကဲ့သို့စရတိပြုကျွင်း၍နေသည်ရောင်တိရောင်တနဲ့ဘယ်ဘာသာရေးဘယ်တရားကိုမှနားမလဲပဲနဲ့ရောင်ဝါလုံနေတာလားလို့ကဲပဲကြောင့်တွင်တင်သည်မောမူဟာဝိယတွေးဝေသူကဲ့သို့စရတိပြုကျွင်း၍နေရပါသည်မန္တကြီးကဒီလိုမေးလိုက်တဲ့အခါမှာဣတောဗဟိတာပသန္တာဒိဋ္ဌိတုပတိရန္တိတေနာတေတံဓမ္မံရောစေမိတေဓမ္မတအကောဝိဒာဘာသာတရားနဲ့ပတ်သက်ပြီးအများကြီးရှိတဲ့အကြောင်းရှင်းပြဣတောဤဗုဒ္ဓမြတ်စွာသာသနာတော်မှဗဟိတာပ၌ပါသန္တာမိစ္ဆာအယူဝါဒတို့သည်တန်တိထင်ရှားမသွေရှိကြပါပေကုန်၏တေသူပါသန္တေသူထိုမိစ္ဆာအယူဝါဒတို့၌ထိုမိစ္ဆာဝါဒီပုဂ္ဂိုလ်တို့သည်ဒိဋ္ဌိသူမိစ္ဆာဝါဒတို့၌ပတိတံတိနိမြုပ်ဆွဲကလျက်ရှိကြပါကုန်၏မိစ္ဆာယူဝါဒလက်ခံကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်တွေဟာသူတို့အယူဝါဒကိုအမြဲတမ်းဆွဲလန်းပြီးဒီအယူဝါဒထဲမှာနစ်မြုပ်နေကြတယ်တေသံထိုမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်တို့၏ဓမ္မံတရားကိုအဟံငါသည်နာရောစေမိမနှစ်သက်ပါမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားကိုငါမနှစ်သက်ဘာကြောင့်လဲလို့ဆိုလို့ရှိရင်ဒေထုမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်တို့သည်ဓမ္မတအမှန်တရား၌ကောဝိဒာလိမ္မာခြင်းရှိကြကုန်သည်အကောဝိဒာလိမ္မာခြင်းမရှိကြကုန်သည်အဟေတုံဖြစ်ကြလေကုန်ပြီဣတိသောဥပသလာအမည်ရတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သွေပြောကြားခဲ့ပါပေတည်းပါသန္တလို့ခေါ်တဲ့မြည်သည့်မိစ္ဆာဝါဒကိုမှသူမနှစ်သက်ပါဘူးတဲ့သာသနာတော်ရဲ့အပြင်မှာပါသန္တလို့ခေါ်တဲ့မိစ္ဆာဝါဒတွေအများကြီးရှိတယ်အဲ့ဒီမိစ္ဆာဝါဒယူဆွဲထားတဲ့ပုဂ္ဂိုလ်တွေကသူတို့အယူဝါဒထဲမှာနှစ်မြုပ်နေကြပါတယ်နှစ်မြုပ်နေကြတယ်ဒါကြောင့်မို့လို့သူတို့တရားကိုလည်းပဲငါမနှစ်သက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်သူတို့ဟာအမှန်တရားနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေလိမ္မာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ငါမနှစ်သက်ငါနှစ်သက်တဲ့တရားကတော့တခြားမဟုတ်ဘူးအထိသက်ကြကုလေဇာတော်ဗုဒ္ဓအပတိပုဂ္ဂလောသဗ္ဗဘိဗုမာရဏုတော်သဗ္ဗဘိဗုမာရဏုတော်သဗ္ဗထမပရာဇိတောသဗ္ဗထမုတ်တော်အာတိတော်သဗ္ဗပတ္တိသက္ခုမာသဗ္ဗကမ္မေခယံပတ္တောဝိမု ddha ဥပရိသင်္ခယေသောမရှံဘဂဝါတထတတရောစေမိသာသနံတကြကုလေတာကိဝေမိမျိုး၌ဇာတော်မွေးဖွားတော်မူသောအပတိပုဂ္ဂလောပြိုင်ဘက်ပုဂ္ဂိုလ်ရှိတော်မမူသောသဗ္ဗဗိဗုအလုံးစုံကိုလွှမ်းမိုးရမူနိုင်သောမာရအနုတော်ကိလေသာမန်နှင့်တကွာမင်္ဂပါးကိုပယ်ရှားတော်မူနိုင်သောသဗ္ဗထကျွန်းမဲ့အုပ်သုံးအလုံးစုံသောကိလေသာတို့ကိုဖယ်ရှားသုတ်သင်တဲ့ပွဲ၌အပရာဇိတော်မြည်သည့်အခါမှမရှုံးခဲ့သောဗုဒ္ဓမြတ်စွာဘုရားသည်အဋ္ဌိထင်ရှားမဲ့သွေရှိတော်မူပါပေ၏တာခိဝင်တက်ကြလို့ခေါ်တဲ့တာခိဝင်မင်းမျိုးကနေမွေးဖွားလာတဲ့ဘယ်ပုဂ္ဂိုလ်ဒီမှပြိုင်ဆိုင်တူပဝန်းနဲ့တူပဝန်းချင်းမရှိတဲ့အရာရာမှာလွှမ်းမိုးပြီးတဲ့ကာလအနိုင်ရပြီးဖြစ်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလောကမှာထင်ရှားရှိပါတယ်သဗ္ဗထကျွမ်းမဲ့ဥသုံးလုံးစုံသောကိလေသာတို့မှမုတ်တော်လွတ်မြောက်တော်မူပြီးသောသဗ္ဗထကျွမ်းမဲ့ဥသုံးလုံးစုံသောကိလေသာတို့မှမုတ်တော်လွတ်မြောက်တော်မူသောအတိတော်တဏှာဒိဋ္ဌိတို့ကိုဆွဲမိယတ္တိခြင်းရှိတော်မမူသောသက္ခုမမျက်စိ၅ပါးနှင့်ပြည့်စုံတော်မူသောဘုရားမြတ်စွာဘုရားသည်သဗ္ဗံကျွမ်းမဲ့ဥသုံးအလုံးစုံသောတရားကိုပတ္တိမြင်တော်မူတတ်ပါပေ၏သောထုမြတ်စွာဘုရားသည်
သဗ္ဗကံမေခယံအလုံးစုံသောကံတို့ရဲ့ကုံရာဖြစ်သောအရတ္တမေအရတ္တဖို့သို့ပတ်တော်ဆက်ရောက်တော်မူပြီးဖြစ်ပါပေ၏ဥပရိသင်္ခယေဥပရိကုံရာဖြစ်သောအရတ္တဖို့နိဗ္ဗာန်၌ဥပရိသင်္ခယေဥပရိကုံရာဖြစ်သောနိဗ္ဗာန်၌ဝိမု ക്ത လွတ်မြောက်ပြီးဖြစ်တော်မူပါပေ၏သောတ္ထာထိုမြတ်စွာဘုရားသည်ဘဂဝါဘုန်းတော်ကြည်တော်မူသောသောထိုမြတ်စွာဘုရားသည်မရှံငါဤတတ္ထာဆရာတဆူဖြစ်တော်မူပါပေ၏အဲ့ဒီလိုခုံတူဝိသေသနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားဟာငါရဲ့ဆရာပါပဲအဲ့ဒီဆရာဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရည်စူးပြီးတက္ကရာငါသည်သံဃေတာရိပ်ပယ်ကဘိက္ခုနီမဲ့လောက်ခဲ့ပါတယ်လို့ဒီလိုရှင်းလင်းပြောလို့ရင်ဖြစ်တယ်သောဘဂဝါထိုမြတ်စွာဘုရားသည်မရှံငါ၏တတ္ထာဆရာဖြစ်ပါပေ၏အဟံငါသည်တသထိုမြတ်စွာဘုရား၏ဓမ္မံတရားကိုရောစေမိကြိုက်နေတဲ့ပါ၏ဣတိဤသို့တိတုပဆာလာတိတုပဆာလာအမည်ရတဲ့ဘိက္ခုနီမသည်ဩဇာကောင်းစွာမဲ့သည်ဟောကြားခဲ့ပါပေတည်းတိတုပဆာလာဘိက္ခုနီမကယခုကဲ့သို့ရှင်းလင်းပြောကြားလိုက်တဲ့အခါမှာမန္တကြီးဟာဇာနာတိမံတိတုပဆာလာဘိက္ခုနီတိတုပဆာလာတိတုပဆာလာမြည်ရှိတဲ့ဘိက္ခုနီမသည်မငါကိုဇာနာတိသိ၍သွားလေပြီငါမှန်းသိသွားပြီဆိုပြီးဒုက္ခိဒုမနောစိတ်ပြည့်ဝမ်းနေပြီးမန္တကြီးဟာထိုနေရာကပျောက်ကွယ်ပြီးတော့သွားခဲ့ပါတယ်တဲ့ဧတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နာမည်တော်၃ပါးဘိက္ခုနီယဟန္တာမကြီးတို့ရဲ့ဓမ္မအမြင်များကိုဘိက္ခုနီတန်ရုပ်မှလာတဲ့ဆာလာတုတ်ဥပဆာလာတုတ်တိတုပဆာလာတုတ်အဲ့ဒီသုတ်တံ၃ခုမှာပါရှိတဲ့အတိုင်းဘုန်းကြီးတို့ဟောကြားလို့နာယူပြီးကြပြီဒီဘိက္ခုနီမထေရမြတ်ကြီးတို့ရဲ့ဓမ္မအမြင်ကိုဆင်ခြင်ပြည့်တဲ့ကာလမိမိတို့လည်းပဲဒီဘိက္ခုနီမထေရမြတ်ကြီးတွေပဲမထေရမကြီးတွေဆင်ခြင်နှလုံးသွင်းတဲ့ဓမ္မအမြင်မျိုးရရှိအောင်ကျင့်ကြံကြိုးကိုအာထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းငါကျင့်ကြံကြိုးကိုအာထုတ်တော်မူနိုင်ကြပါစေကုန်သတည်း